အားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့စီကိုအေးမြတဲ့ဒီဇင်ဘာလရဲ့စောင်းငွေသက်တွေနဲ့အတူခရစ်စမတ်ပိတ်ရက်တွေရောက်လာပြီပေါ့ဒီပိတ်ရက်လေးမှာမန္တလေးကိုလာလဲမယ်ဆိုရင်လူတိုးပြီးပင်ပန်းရမယ့်နေရာတွေထက်စိတ်ရောလူရောအေးအေးဆေးဆေးနားနားနေနေဖြတ်တန်းလို့ရမယ့်နေရာတစ်ခုကိုကျွန်တော်ဒီနေ့လမ်းညွှန်ပေးချင်ပါတယ်အဲ့ဒါကတော့မန္တလေးရဲ့ OA စစ်လို့ခေါ်လို့ရတဲ့ရတနာဘုံတရိษံဥယျာဉ်ပါပဲရတနာဘုံတရိษံဥယျာဉ်ကို1989ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။စစ်နှစ်လမ်း80နှစ်93လမ်းကြားအောင်မြေသာဆန်မြို့နယ်တမိုင်းဝင်နန်းမြို့ရိုးကြီးရဲ့မြောက်ဘက်ကပ်လျက်မှာတည်ရှိပါတယ်။50ဧကကျော်ကျယ်ဝန်းတဲ့ဒီမြေနေရာဟာတစ်ပင်ကြီးတွေအုပ်ဆိုင်နေပြီးမန္တလေးမြို့ရဲ့အပူဒဏ်တွေကိုကာကွယ်ပေးထားတဲ့နေရာတစ်ခုပေါ့။ကမ္ဘာပေါ်မှာဒီလိုရှေးဟောင်းမြို့ရိုးကြီးကိုနောက်ခံထားပြီးတည်ဆောက်ထားတဲ့တရိษံယုံဆိုတာတကယ်ကိုရှားပါးလှပါတယ်။ဥယျာဉ်ဤအနီးအနားပတ်ဝန်းကျင်တွင်လည်းများစွာသောသမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦများနှင့်နေရာများစွာတည်ရှိနေသည့်အတွက်အပန်းဖြေအနားယူလဲပတ်ရန်အလွန်ကောင်းသောမြို့ပြနေရာတစ်ခုဖြစ်ပါသည်တရိษံဥယျာဉ်ရတနာဘုံတွင်နို့တိုက်တတဝါ35မျိုးကျင်းငံ52မျိုးသွားတတဝါ73မျိုးတို့အားမွေးမြူထိန်းသိမ်းပြီးပြသထားပါတယ်ထိုအထဲတွင်ရှားပါးတရိษံများဖြစ်တဲ့စင်ကြားကြားတစ်မြောက်လွဲကျော်မြက်ခုံးဖြူမြောက်တန်ငါမြောက်ပတိအာတန်မြောက်စသည်တို့တိုက်တတဝါ9မျိုးစွန်ကောင်းဖြူစွန်တာလီကာကျိုးကြဒေါင်းလေပြင်းနီအောက်ချင်းနက်လင်းယုံအောက်ချင်းနက်ဟိမဝန္တာလင်းတာဒီတုတ်အောင်လောင်ငတ်ဒေါင်းစိန်ခါရစ်ငွေရစ်ငဟစ်ငှက်ကလာအုပ်တောဘဲကောင်းကြားခရုစုံငှက်တောဘဲငန်းကြာဖက်နင်းငှက်ဒုံဆက်ငယ်ဒုံဆက်ကြီးစသည်ကျင်းငှက်တတဝါ22မျိုးမိချောင်းစပားအုံးငွေစပားကြီးငွေကျဲလိတ်တိုက်လိတ်လိတ်ဝါလိတ်မောင်းရခိုင်လိတ်စသည့်တွားတတဝါ10မျိုးတို့လည်းအပါအဝင်ဖြစ်သည်ဧက90ကျော်ကျယ်ဝန်းသောဥယျာဉ်အတွင်းသို့တက်တောင့်တက်တာစွာလဲပတ်နိုင်ရန်အတွက်လည်းဗကီအပျော်စီးရင်ငယ်များထားရှိပေးပါတယ်ဒါအပြင်အပျော်စီးရထားနှင့်ကလေးငယ်များအတွက်မြေပူလေးများကိုလဲစည်းကြည့်လို့ရပါသေးတယ်အထိမ်းအမှတ်နေ့များတွင်အထူးအစီအစဉ်များကိုပါကျင်းပပေးပါတယ်တင်ရောရတနာဘုံတရိษံဥယျာဉ်ကိုလာလဲဖို့စိတ်ကူးရှိပြီလားဒီခရစ်စမတ်မှာဘယ်သူနဲ့လာလဲဖို့စိတ်ကူးထားလဲဒါမှမဟုတ်ရတနာဘုံတရိษံဥယျာဉ်နဲ့ပတ်သက်ပြီးတင့်မှာဘလို့ငယ်ဘဝအမှတ်တရတွေရှိခဲ့လဲဆိုတာကိုမတ်မှာပြောပြသွားခဲ့ပါဦးနောက်ထပ်လည်းကျွန်တော်တို့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာမလို့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုဗီဒီယိုလေးကိုလဲ like လုပ်ပေးသွားပါဦးနော်တင့်ရဲ့ like လေးတစ်ခုကကျွန်တော်အတွက်နောက်ထပ်ဗီဒီယိုကောင်းတွေဖန်တီးဖို့ခွန်အားတွေဖြစ်စေမှာပါအားလုံးပဲပျော်ရွှင်စရာခရစ်စမတ်အားလပ်ရက်လေးဖြစ်ပါစေဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်